စိတ်မှန်းကြဆုံးလို့စိတ်ရှုပ်နေရတယ်ရခိုင်မင်းကဘာဖြစ်လို့ဒီမိန်းကလေးကိုခေါ်လာမိန်းကလေးနဲ့တော်လိုက်ဘာမှမဆိုင်ဘူးကွာဆောလင်းစိတ်မှန်းကြဆုံးသွားတာဟာသူ့ရဲကောင်းတို့ရဲ့လှုပ်ထုံးလုံနေတဲ့ကြဆုံးသွားတာစိတ်ရှုပ်စရာမလိုခုံယူဖို့တော့ကောင်းသေးတယ်တော်လိုက်ရင်းနဲ့မိန်းကလေးမဆက်ဆိုင်ဘူးဆိုတာလေငါနားလည်းစောတယ်ဒါပေမဲ့ငါကိုကြီးကိုလာတက်ချတော့ခေါ်လာတာဒီမှာကျမဒီကိုစိတ်လိုက်ချင်လို့လိုက်လာရင်ထင်းနေလားရှင်လူကအတင်းခေါ်လာလို့ပါလာတာရှင်ပြန်ဖို့ပဲမဆိုရင်ကျမရှင်ကိုကျေးဇူးထက်ထက်ခါခါတင်လိုက်အောင်မယ်ဆန္ဒမင်းမဘာမှကိုပြောပိုင်ဝင်မရှိဘူးတခုတော့ရှိတယ်ငါပိုရက်ခဖြစ်တယ်ဆိုတာကိုတော့ယုံကြည်ဖို့ကောင်းပြီဆောလေပြောလေရခိုင်အခုငါခေါ်လာတဲ့ဆန္ဒကိုငါချစ်တယ်တပားသူရဲ့ရင်ဝင်ထဲကိုအရောက်မခံနိုင်လို့ငါခေါ်လာတာမင်းလည်းနှလုံးသားရှိတဲ့လူတစ်ယောက်ပဲနားလည်မှာပါပါဦးဆိုလိုတာလဲရခိုင်ငါစောမှလည်းတွေ့ခဲ့တယ်ဆောလေကိုလိုလေးစနစ်ဆိုးတွေကြောင့်သူ့ဘဝလေးပြက်ခဲ့ရတယ်ငါ့ကိုပလိတ်တရားတန်တရားနဲ့ဖမ်းကန်နေတဲ့မှာသူငါ့ကိုကယ်လိုက်တာသူအနေနဲ့ခံသွားတယ်ပေါ့ကွာမလောက်ပလိတ်တွေဖမ်းသွားတယ်လို့ရခိုင်ဆိုလိုတာလားဘာလို့ရခိုင်ခေါ်မလားရခိုင်ရောဘာလို့ကိုလိုရှုံးပြေးလာငါမှကျင်နာတတ်တဲ့စိတ်ရှိတယ်စောလေငါအခွင့်မသာလို့ခေါ်မလာရတာပါကွာငါအခွင့်တော့ပါတစ်ချိန်လုံးကမင်းရဲ့ချစ်သူပေါ်မှာမင်းတလောက်ထိတန်ရောခြင်းရှိတယ်ဆိုရင်အခုငါချစ်တဲ့သူ့ကိုငါဒီလိုခေါ်လာတာငါမလာစောလေ站住两住快ဘယ်လိုလဲ inspector မင်းကြီးကျွန်တော်ရောမှတ်မိတယ်မင်းကြိုရမို့လားဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ကြောက်ပြီးခေါ်ဘိုးရက်ခါငါ inspector မင်းမို့ကွာငါနဲ့ဘိုးဆိုင်ငါမင်းနဲ့ဘူးဖို့လာခဲ့တာငါ့ကိုထင်မလို့နဲ့လက်ထပ်ပြီးတော့မညာချင်းသားမှနဲ့ကိုအောင်လေဘိုးဆိုင်အညီခံဒီငါတို့ကလုံတပ်ဖွဲ့ရဲ့တည်င်းတွေကိုထောက်လန်းဖို့လာတယ်ဆိုတော့ငါတို့သိတယ်ဒီကပြောမင်းတို့ကတော့သိထားပြီးပေါ့အဲ့လေမင်းတို့လက်ထဲရောက်နေတယ်မင်းတို့ငါ့ကိုကြိုက်တော့လုပ်နေဒါမျိုးဘာမှမလုပ်ပါဘူးကွာတစ်ချိန်လုံးကခင်မီဘူးခဲ့တဲ့တငယ်ချင်းတယောက်အနေနဲ့ကိုငါပို့ပြီးမလုပ်ရတာဒီမှာတခုစိတ်မကောင်းတာတော့ရှိတယ်ကွာမင်းကမြန်မာတိုင်းသားတယောက်ဖြစ်နေပြီဆိုကိုလိုဒီရဲ့ခိုင်းတာဖြစ်နေတာဟုတ်လားစိတ်ကောင်းကွာ
ဒီမှာကျော်ဝဲငါမင်းလက်ထဲမှာရောက်နေလို့မင်းကောက်ရှိတာမင်းကောက်တက်ကျင်သားလိုက်လောက်သေးရဲ့မင်းကမတတ်ပါဘူးကွာငါမင်းကိုဖြစ်စေချင်တဲ့တစ်ခုပဲရှိတယ်အမြင်မှရစေချင်တာကျော်ဝဲမင်းပါလို့ဆိုလို့ငါဆိုလိုတာကမင်းကတိုင်းပြည်ရဲ့တစ္ဆာပေါင်းတစ်ပါးကျော်ဖြစ်နေရတာလေတိုင်းပြည်ရဲ့လူမျိုးကိုချစ်မြတ်လို့တဲ့သူတရားမှဖြစ်စေချင်တယ်ကွာဘာလဲငါ့ကိုမင်းတို့အဖွဲ့နဲ့ဝင်ခဲစေချင်တဲ့ဘောနဲ့ပြောနေရတာမင်းအဲ့လိုတည်းမှားသွားမှာကိုအောင်ရပြောနေရတာကိုစောနေ တော်လင်းဆိုတဲ့ကောင်မှုသားမသုံးတတ်ခုဖမ်းမိထားတဲ့ကောင်ကလည်း Blake Inspector တယောက် မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးကိုအောင်လိုလူမျိုးက Play Inspector ဆိုတာလုံးဝမဖြစ်နိုင်ရှင်တို့ကအကွက်ပြင်ရစေရမလားကျမသိတယ်မင်းကလေးမှာဘလို့ထောက်ထားရရှိနေတယ်လူငယ်ရဲ့တစ်ပတ်ကပဲကျမနဲ့သူနဲ့စကားပြောပြခဲ့ကြပါသေးတယ်သူနေပြည့်စက်ညီလုပ်ငန်းတွေလုပ်နေတာသူနဲ့တမစောင်းနေတဲ့တငယ်ချင်းပါကိုအောင်ဟာဘယ်တော့မှမဟုတ်မမှန်တဲ့စကားကိုတတ်လုံးပြောမှမဟုတ်ဘူးကျမသိတယ်ကျမအသိဆုံးမင်းကလေးအရှာရတိုင်းကိုလေနံဓာတ်ဖြင့်မှတ်ယူလို့မရအချိန်နဲ့ရတယ်ပြောင်းလဲနေသူကိုသူ Play Inspector တယောက်ပါလို့ဝန်ခံနေရတော့မင်းကလေးကဘာဖြစ်လို့သူ့ဘက်ကကာကွယ်ချင်နေရပြောစမ်းပါမင်းကလေးမပြောနိုင်ဘူးမလားမင်းကလေးဒီမဲ့မင်းကိုသူနဲ့ကြောက်တွေ့ပေးမယ်ကြောက်ကပဲမှားနေတာမင်းကလေးကပဲအတွေးခေါ်တွေလွဲချော်နေတာဆိုတာမကြောက်ရင်သိရမှာဟယ်လိုကျောက်ရည်ကိုခပ်ပေးပါရေတောက်ချင်းဘာလို့ခပ်ပေးရမှာမင်းမကြည့်နေလဲမင်းမလာတော့ပါလားဘာလဲမင်းဒီရေအိုးကြီးတော့မင်းမလာနိုင်တော့ဘူးကျောက်ရတော့ပါလားကိုကတော့ခိုင်းစေရင်ချေလို့လာပြပေးပါပလိတ်နော်ပလိတ်ညံများနဲ့မကြမ်းနဲ့မင်းရအောင်ငါသိတယ်ထွက်ပြေးဖို့မင်းစူးစမ်းဟမ်တွန်းဆိုရင်ငါထွက်လာပြီကွာဒေါသနော်ပြစ်ထွက်ရမယ်ကြီးစားနှမျိုးလို့နားလေကိုကြီးရေတော့ကျွန်တော်ခတ်ပေးလိုက်ဟမ်ဆန္ဒစန္နာတွေလာတွေလုံးနေနော်ကောင်မလေးပြောလို့ခတ်ပေးမှာမင်းတို့ကငါသိစေနာရှိတာမဟုတ်ဘူးငါတန်ငယ်ချင်းများခိုင်ကိုတတ်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့မင်းကမကျင်납ဘူးနားလေလားဆန္ဒမင်းဒီညောင်ဘယ်လိုရောက်လာကိုစိုးဝေးခေါ်လာတာဘာပြောလဲဆန္ဒကိုထင်မလဲပါနဲ့ဆန္ဒသဘောနဲ့လိုက်လာတာမဟုတ်ပါဘူးသူအတင်းရမှာခေါ်လို့ဆန္ဒပါလာတာဒါပေမဲ့ကြော်ဝေးမရတော့ဆန္ဒမဟုတ်ဘူးနော်အဲ့လိုပြောရင်ကိုအောင်သဘောပေါက်ပါကိုအောင်ရဲ့အကျဉ်းချုပ်ခံလာရတဲ့သူတရားဆိုရင်လည်းမမှောင်ပေါ့ဂျိုဝေကဘာရွေးချင်းနဲ့ခေါ်လိုက်ခဲ့ရလားဆန္ဒကိုသူကချစ်တယ်တဲ့သူများလက်ကိုပါတော့မှဆိုလို့သူခေါ်လာရတာပါတဲ့ဆန္ဒသူ့ကိုမချစ်ဘူးကိုအောင်ဆန္ဒမင်းနဲ့ကိုအောင်နေချစ်လက်ပါစီပလိတ်ဆိုတာဟုတ်လားဆန္ဒမင်းအောင်ဖြေလို့ဟုတ်တယ်ကိုကဗီဒီရှာလာခါစား Play Expert တယောက်ပါဟမ်ကိုအောင်ဘယ်လိုပြောလိုက်ကြလဲကိုအောင်ဆန္ဒလေးနေရမလားဟုတ်ကိုအောင်သူတို့ကဘလောက်တောင်ချင်းချောက်ထားလို့အဲ့လိုပြောရတယ်ကိုအောင်ရဲ့ဆန္ဒမယုံကိုအောင်ဆန္ဒလေးနေမလားသူတို့ကိုအောင်ဘလောက်တောင်ချင်းချောက်ထားလို့ကိုအောင်ကိုလိုပြောရတာလေဆန္ဒကိုစုကိုဘာမှမချင်းချောက်ဘူးမယုံရင်ကာယကံရှင်ဖြစ်တဲ့ကိုအောင်မေးကြည့်
မယုံလို့ကာယကံရှင်ကိုမင်းနေတာရှင်တို့ကတမင်တက်ချင်းချောက်ပြီး play inspector လို့ဆွဆွဲနေရမှလားအော်ဆန္ဒကဒီလောက်တော့ဖြစ်နေမှာမှားပါတယ်လို့ပြောနေတဲ့အရာတစ်ခုမျက်စိစုံမေ့ပြီးမှန်ပါတယ်လို့ပြောရအောင်ဝါဟဲ့ကျော်ဝေးမင်းအပူစကားရှောက်ပြောမနေနဲ့ငါကိစ္စကရှင်းမယ်မင်းကြောက်မရှုပ်နဲ့တုတ်တဖေးဟာကိုစိတ်လို့ထင်မှတ်နေတဲ့လူတယောက်ကိုတော့ငါရှင်းပြရမှာပဲဘာမှရှင်းပြမနဲ့စံရငါကြားမှာကြောက်မရှုပ်နဲ့မင်းသက်တိရှိရဆိုငါ့ကိုလွတ်ပေးလိုက်မင်းနဲ့ငါတယောက်ရတနာရှင်းပြမယ်လူလဲကိုကျော်ဝေးရှင်တက်တယ်မရှိလားရှင်သားချင်းမရှိဟဲ့တော့ကျော်ဝေးမင်းနဲ့ငါအတွက်အလောင်းစားတစ်ခုပေါ့ကွာမင်းနိုင်ခင်မင်းပြောတယ်ထစ်စီရမယ်ငါနိုင်ခဲ့တော့ကွာခင်ဗျားတို့နှစ်ယောက်ရဲ့သဘောတူညီချက်ရကြောက်တိုင်လုပ်ပြီပြိုင်ပွဲအစည်းကမ်းတော့ခင်ဗျားတို့နှစ်ယောက်လုံးသိပြီးသားတကူတော့ရှိရဲ့ယောက်ျားပြီးသားပြီဂရီးသစ္စာရှိဖို့နှစ်ယောက်လုံးလုပ်တယ်ကဲပြိုင်ပွဲကိုစမယ်နေဦးပို့စောလေကျုပ်တို့ပြိုင်ပွဲမပြီးသေးဘူးကျုပ်ပြစ်ဖို့ကြံနေတယ်မင်းတို့တော့ကြောက်မတော့နဲ့ငါတနာကတငယ်ချင်းမိတ်ဆွေရွေးရမဟုတ်တော့ပြီးရရှော့တော်လာမိုးနဲ့မင်းတို့ကဖမ်းအဖမ်းမခံဘူးဆိုရင်တော့ဟမ်ဆရာအကုန်ပြစ်တယ်ဟာလားနည်းနည်းလေးမလွတ်လိုက်ရဲ့ကွာရှစ်ကိုလေးကိုသမစီစံနေရောက်သွားလိုက်မယ်နော်ဖတ်ထမတောင်မမသိရှင်လူလူသားမျိုးရုံမြစမအမိုင်းကိုစောဝေးစမအရင်မှားသွားတယ်စမခွန်းပလာတူတာချာခုဆိုရင်အဲ့တိုင်းပြီးမောင်းတော်လဲပြိပြီသဘောတွေနဲ့တယောက်မှဖန်စီမမိနိုင်သေးဘူးမောင်မင်းတို့တယောက်မှအတော့မကြဘူးအဲ့တိုင်းပြီးမောင်းတော်နောက်ကိုမောင်မင်းတို့တိုက်သွားခြင်းမလားအေးဖိုက်တော့အမိတ်ရှိပါရရှိမဲလွတ်သွားတဲ့ချုံဝဲရဲ့သတင်းကိုရမလားမရသေးပါဘူးပလာရီဘူးမောင်မင်းတို့ကြုံကြည့်နေတာတော့မကြိုးစားဘူးမောင်မင်းတို့ပလိတ်တွေတယောက်မှအတော့မကြဘူးဖုံးရဲ့အတွင်းမှာကြော်ဝေကိုမရောက်ဖမ်းမှာမရောက်မမှန်နိုင်ရင်မောင်မင်းတို့ကျွန်တော်ဂျာဒူကနေချပြမယ်လက်ပြတဲ့သာမောင်မင်းကိုကျွန်တော်တာဝန်ပေးထားတာဘယ်လိုလဲရောက်ဆုံးနေတဲ့ inspector ရဲ့သတင်းကိုအတိအကျမသိရသေးပါဘူးစုံစမ်းကြပါတင်းဘူးမောင်မင်းလည်းတော့မကြဘူးမောင်မင်းတို့မြင်တာကိုကျွန်တော်မကြည့်ချင်ဘူးဒီဖိုက်တာကိစ္စကိုမောင်မင်းတို့တွန်းနေပြီးတော့ရှာပါ
င်ကဲကြောက်ခဲချက်လူကဲခက်ရတာပိုခက်တယ်ဆိုတာသိမှန်တာပဲကိုကျော်ကြီး ဆန္ဒဘာလို့ဆိုလို့ရလဲ ။အော်ဆန္ဒတိတ်အချင်းကြီးကလူတယောက်ကနေချင်းလက်ပါစီဖြစ်နေပြီးတော့ဒီဘရာသာကုမ္ပဏီရဲ့အဝေးတော်လို့ဆန္ဒထင်သေးခဲ့တဲ့ကိုကျော်ကြီးကြတော့နေချင်းစက်ကြီးကောင်းတာဘိုးရခဖြစ်နေလို့ပေါ့ ကိုပြီးကိုလူမျိုးချစ်တဲ့လူမှန်သမျှသူ့ကျွန်တော်လွတ်မြောက်တိုက်ပွဲဝင်ကြရမှာပဲအဲ့ဒါတွေကိုတကယ်ချင်းမအောင်နားလဲအောင်ရှင်းပြခဲ့ပြီမဲ့အရာမထင်ခဲ့ပါဘူးဆန္ဒသူ့ရင်ထဲမှာအယိုးဆွဲနေတဲ့လက်ပါစီစီတက်ကိုတော့ဘလို့မှဖြောက်လို့ရမှာမဟုတ်ဘူးသူ့အတွက်ကိုကျော်ကြီးဘလို့စီစဉ်ထားလဲ ကိုကျော်ဝေးအနေနဲ့ကတော့သူ့ကိုတငယ်ချင်းကောင်းတစ်ယောက်အနေနဲ့နားလဲလာတဲ့တချို့ထပ်ပြီးရှင်းပြအောင်ပါပဲဆန္ဒသူ့လည်းပညာတတ်တစ်ယောက်ပဲတဖြည်းဖြည်းတော့နားလဲလာမှာပေါ့ ဆန္ဒတော့မထင်ဘူးကိုကျော်ကြီးနောက်ပြီးတော့သူ့ကိုဒီလိုပဲအခြေချင်းနဲ့ထားမှာလားထွက်ပြေးသွားနိုင်တယ်နော်သူထွက်ပြေးသွားလို့ရှိရင်ကိုကျော်ကြီးတို့အတွက်အနေရှိနိုင်တယ် မစိုးရိမ်ပါနဲ့ဆန္ဒကိုအောင်လဲကိုကျော်ဝေတို့ရဲ့သဘောထားကိုသိလောက်ပြီးထင်ပါတယ်ကိုအောင်တယောက်တနေ့ကျရင်ကိုကျော်ဝေတို့လိုတိုင်းပြည်ကိုချစ်တတ်လာမှာပါ ဒီကိုကြီးဟိုတော့စမ်းပါလေဘိုးစောင်းနေတဲ့ကလဖူတက်နေချကုန်ပြီ ဟာ ဟ
ဟ
ဘာကအေးအားများလဲဘုံကြီးကားခွာမယ်ဆရာတော်မယ်ဘာဖြစ်ရလဲဘယ်မှာပြောမကြိုးစားကြိုးမင်းအေးစစ်အဖမ်းခလိုက်ပါမင်းလုတ်ခဲ့အပြစ်အတွက်ငါတောင်းယူရဲမပြောပါဘူးကွာမင်းလိုနေချက်လက်ပါစီတယောက်ကလက်ထဲမှာငါဘယ်တော့မှအညံ့မခံဘူးကွာရှင်းတော့ရောက်ပါလားကွာကျမတို့ဖမ်းနိုင်မယ်ဆိုတက်လိုက်ဆရာမင်းနေသားဟဲ့ကောင်ကျိုးမင်းငါ့ကိုဘယ်လိုပဲထင်နေငါတောင်းဝင်ကြောက်လို့တငယ်ချင်းကတငယ်တောင်းပဲကွာဟဲ့အောင်မင်းမိုက်တွင်းနဲ့လာကြီးလားကွာမင်းကငါနားဝဲအောင်ဘလို့မှပြောသားလို့မရတော့ဘူးလားကိုကျိုးဒီလိုလူသားမျိုးဘာမှထပ်ပြောမနေနဲ့တော့ကျွဲပါဆောင်နေပဲဖြစ်မှာပဲလဲပေးစမ်းအစလိုက်တာခမရသိတော်တယ်ဗျာဘိုးရက်ခလို့လူတယောက်ကိုမရောက်ဖမ်းပေးတယ်ဆိုတော့အထက်ကလည်းခမရကိုစူးတော်လက်တော်တွေပေးမှသိကြတယ်ဒါပေမဲ့ဗျာဘိုးရက်ခကျုပ်တို့သိဒုက္ခပေးနေတယ်လေအရှင်ခေါ်မသွားခြင်းဘူးဒီနေရာမှာပဲရှင်းပလိုက်ခြင်းခင်ဗျားဘယ်လိုဖြစ်ရှင်ခမရပဲဖြစ်ဖြစ်ကျုပ်ကပဲဖြစ်ဖြစ်ဒီဘိုးရက်ခကိုအသေးတပ်လိုက်ရင်ကောင်းမယ်မလုပ်ပါနဲ့ကိုအောင်ရဲ့ပြန်လာတောင်းမှပါတယ်မင်းရဲ့မျိုးချစ်တော်လိုင်းရဲ့ခေါင်းဆောင်တေသွားမှစိုးရင်ဟဟလားကျိုးဝေးစိတ်မကောင်းပါဘူးကျိုးဝဲနဲ့ဆန္ဒတိတ်အောင်သွားလားဒါမင်းတို့နှစ်ယောက်အတွက်ငါနောက်ဆုံးပေးရင်ငါအကွင်နေတယ်ကဲကျိုးဝဲနဲ့ဆန္ဒမင်းတို့သွားကြတော့ကိုမင်းအမြင်မှရပြီဆိုရင်ငါတို့တစ်ခါလိုက်ခဲ့ပါကွာမလိုက်နိုင်ငါတူးဆန်စားမှရေးရမယ်ဆိုတဲ့အဖြစ်မျိုးရောက်နေတယ်ငါဘောမထူးတော့မင်းအထူးခေါ်ရလွဲနေပြီကိုဟုတ်ပါတယ်ကိုအောင်ရဲ့အမားဆိုတာပြင်လို့ရတာပဲတချင်ကကိုအောင်အမားရဲ့နေပစ်ပြီးတော့သနာလေးတစ်ခိုင်းလိုက်ခဲ့ပါလားဆန္ဒသွားကိုမလိုက်နိုင်ဆန္ဒဘာမှမကြောက်လားသွားလေဟာကိုနေလိုက်ခဲ့ပါကွာကျိုးရစလားမင်းတို့တော့မသွားဘူးလားမသွားရင်မင်းတို့ကပြစ်တတ်တယ်မနော်နေလိုက်ခဲ့ပါကွာဘောမကြောက်လား
အခင်ဆုံးတငယ်ချင်းအချစ်ဆုံးချစ်သူတွေအတွက်နောက်ဆုံးတော့ဆက်လိုက်ပါတယ်ချစ်ချင်တယ်မဖြစ်ရတဲ့လောကကြီးမှာမင်းတို့နဲ့ကတဘဝစီချားပြီးဆုံတွေ့ခဲ့ရတဲ့အတွက်ဝမ်းနည်းမိတာအမှန်ပါတိုင်းပြည်ကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်နဲ့ကိုယ့်အမျိုးပါတာသာသနာအတွက်တော်လန်ကာကွယ်နေတဲ့မင်းတို့ကဂုဏ်ယူလေးစားပါတယ်မင်းတို့မိုးတိခဲ့တဲ့ကိုလိုနီစနစ်ရဲ့ကျွတ်အစ်စ်ဟာငါကိုယ်တိုင်ဆိုတော့ငါသိခဲ့ရပြီလေအခုဆိုရင်ငါဟာဗြိတိရှအစိုးရရဲ့လုပ်ရက်တွေကိုစန့်ကျင်နေခဲ့တဲ့တစ္ဆာပေါက်တယောက်ဖြစ်သွားခဲ့ပါပြီဒါပဲငါကျင်နေပါတယ်ဘာပြောလဲဆိုတော့မျိုးချစ်သူတွေကောင်းတွေကိုငါကူညီနိုင်ခဲ့လို့ပဲမင်းတို့ဟာတိုင်းပြည်နဲ့လူမျိုးအတွက်ဆက်လက်တိုက်ပွဲဝင်နေကြရမှာဖြစ်သလိုနေချစ်လက်ပါစေလို့မင်းတို့မြင်နေတဲ့ငါဟာလေကိုယ်တာဝန်ကိုကျေရွှေစွာထားဆောင်နေရအောင်ပါဘုရား